အားလုံးမင်္ဂလာပါကျွန်တော်နာမည်မောင်သက်ဖြစ်ပါတယ်ကျွန်တော်ရင်ဘက်ကပြောထားတယ် Real Madrid နဲ့ Man City တော့ကျွန်တော် comment တက်လွဲပြီးတော့ကျွန်တော်ပြောရှင်းမှုများစွာရပါပါတယ်ဘယ်ဘာတီရဲ့ hat trick ကြောင့်မထင်မှတ်ထားပဲ Man City ကိုအနိုင်ရရှိသွားပြီပေါ့နော်ဒါ Real Madrid ရဲ့ Champion League ဆိုတာ15ကြိမ်ယူထားတဲ့ Real Madrid ရဲ့ Champion League ပါပဲ Champion League မှာပါလဲဆိုတော့ Real Madrid ကတက်သိပြသွားပြီပေါ့နော်ဒီနေ့ဒုတိယအကြော့ကံမဲ့ Real Madrid ဝေးကွင်းမှာကံမဲ့ Real Madrid Man City ကကမ်ဘတ်တီလာမယ်လို့ဟိုတယောက်ပြောလိုက်ဒီတယောက်ပြောလိုက်နဲ့ပြောနေကြရပေါ့နော်ကျွန်တော်ထင်လားလို့မေးတော့ဘလို့တောင်းမှမသိဘူးပေါ့နော်ဒီနေ့ညတော့ပွဲရတော့ကြီးလို့အရန်ကောင်းမဲ့ပွဲဖြစ်ပါတယ်အမ်ဘာပီပြန်ပါလာနိုင်မယ်လို့လည်းထင်ကောင်းတော့ထင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လင်ယန်တော့မပါဘူးလို့ထင်ပါတယ်အမ်ဘာပီမပါတာထက်ကိုရီးရဲကဘလို့ပြောမလဲဆိုတော့တူးချင်းကောင်းတာများတဲ့အတွက်အတင်းလိုက်ဖွဲ့စည်းမှုအင်အားနည်းတယ်ပေါ့နော်အခုမှဒါဒီ family found ပြန်တွေ့နေရပါတော့အရင် found ကတော့တိတ်ပြီးအားရကြမရှိဘူးပေါ့နော်အခု found ကတော့အားရကြအများကြီးရှိတယ်ဒီနေ့ Vini ဘလို့ကစားသွားမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ခံမှန်းထားတော့ Real နိုင်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ခံမှန်းချက်ကတော့ Real နိုင်မယ်လို့ထင်တယ်ဒါပေမဲ့ဘလို့ဖြစ်သွားမလဲမပြောနိုင်သေးဘူးပေါ့နော်လူတီယာကိုမြန်ထပ်ပေါအောင်လားကျွန်တော်အတီယာကိုအခလေးလူကိုကျွန်တော်သဘောတားကြတယ်အခလေးလေးကစားပုံကစားကွန်ဒီတော်တော်မိုက်တယ်အဲကြောင့်မို့ဒီတစ်ခါ Real နိုင်မလားမနိုင်ဘူးလားကျွန်တော်တို့ဒီညဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်